ပြီးခဲ့တဲ့3-4ရက်ကဒီခီးသွွားတယောက်ကိုအနိုင်ကျင့်စော်ကားတဲ့နီပေါနိုင်ငံသားတယောက်ကြောင့်နီပေါနိုင်ငံရဲ့ခီးသွွားလုပ်ငန်းကိုအများကြီးအကျိုးသက်ရောက်သွားပါတယ် You have not taken my consent to record. So I am going to sue you. You have not taken any YouTube subscriber တသိန်းခွဲနီးပါးရှိတဲ့ Lost Journey ဆိုတဲ့လူငယ်တယောက်ပေါ့နော်သူကိုဒီနီပေါနိုင်ငံသားတယောက်ကအနိုင်ကျင့်စော်ကားတဲ့ပုံစံလေးဖြစ်သွားတယ်ပေါ့နော်ဒီလောက်ရက်ကဒါက YouTube မှာအရန်ကိုဟော့သွားပါတယ် YouTube မှာကော TikTok မှာကောအရန်ကိုဟော့သွားပါတယ် The Lost Joey ခေါ်တဲ့ကောင်လေးကနီပေါနိုင်ငံတစ်ခွန်းလုံးကိုနော်ခီးသွားနေတာပါသူလမ်းတနေရာမှာသမင်းကျွေးနေတဲ့နေရာတစ်ခုကိုတွေ့တယ်အဲ့ဒီမှာသူဝင်စားလို့ရလားမေးတော့ဝင်စားလို့ရတယ်လို့ပြောတယ်အဲ့ဒီတော့ကြောင့်သူကသမင်းဝင်စားတယ်ပေါ့နော်အဲ့ဒီနေရာမှာဒီနီပေါနိုင်ငံသားတယောက်ကရောက်လာပြီးတော့မှဘာညာပြောတယ်ပေါ့နော်ဒီလိုပြောတဲ့လောက်ရက်ကဒီခီးသွားကဗီဒီယိုမှတ်တမ်းတင်ရိုက်မိသွားတယ်ပေါ့နော်အမျိုးသမီးကတော့စားလို့ရတယ်လို့ပြောပေမဲ့ဒီနီပေါနိုင်ငံသားကမရတဲ့အကြောင်းပတ်စံပေးရမယ်ဆိုတဲ့သဘောမျိုးတွေပြောတယ်ပေါ့နော်ဒီလိုပြောတဲ့အတွက်ကြောင့်ဒီကောင်လေးကပတ်စံပေးပါမယ်လို့ပြန်ပြောခဲ့ပါတယ်စားနောက်တဲ့ပုံစံမျိုးနဲ့ပြောတာလို့ဆိုကြပေမဲ့သူ့ရဲ့ပုံစံကသမင်ကိုအနိုင်ကျင့်နေတဲ့သဘောတက်ရောက်သွားတယ်ဒီလိုဖြစ်ရကနီပေါနိုင်ငံရဲ့ခီးသွွားလုပ်ငန်းကိုအများကြီးထိခိုက်သွားစေပါတယ်เนาะဘာလို့လဲဆိုတော့နိုင်ငံတကာဆိုတာကဒီနိုင်ငံတကာတွေကဒီနိုင်ငံသားတွေရဲ့လုပ်ရက်ပုံမှာကြည်ပြီးတော့မှဒီနိုင်ငံကိုလာတင်မလာတင်စဉ်းစားဆုံးဖြတ်ကြတာဖြစ်ပါတယ်အခုတော့ဒီကောင်လေးကိုအနိုင်ကျင့်တဲ့ပုံစံကြောင့်နိုင်ငံတကာမှာအများကြီးပြန့်နှံ့သွားတယ်ပေါ့เนาะ YouTube မှာဆိုလဲကြီးစုသူတန်းခွဲနီးပါးရှိပါတယ်ဒါကနီပေါနိုင်ငံရဲ့ image ကိုအများကြီးကျသွားစေပါတယ်เนาะတကယ်တော့ဒီကောင်လေးကနီပေါနိုင်ငံတစ်ခွန်းလုံးကိုပတ်သွားနေတာပါနော်နီပေါနိုင်ငံသားတွေအားလုံးကသူ့ကို queue site တယ်ဒီယူတသားချခင်ကြတယ်ပြောဆိုကြတယ်ဒါပေမဲ့ဒီလူတယောက်ရဲ့လုပ်ရက်ကြောင့်ဒီနီပေါနိုင်ငံတစ်ခုလုံးရဲ့ပုံရိပ်ကိုအများကြီးထိခိုက်နစ်နာသွားစေတယ်နော်social စာမျက်နှာတွေမှာနာမည်ကြီးလာတော့ဒီနီပေါနိုင်ငံသားကပြန်လဲတောင်းပန်လိုက်ပါတယ်ပေါ့နော်ဒီတောင်းပန်တာကိုလည်းဒီကောင်လေးကလက်ခံတယ်ဆိုပေမဲ့နီပေါနိုင်ငံရဲ့ခီးသွွားလုပ်ငန်းပေါ်မှာအများကြီးအကျိုးသက်ရောက်သွားပါတယ်ကိုလိုရက်ကတတိလေးဆိုပေမဲ့နိုင်ငံနဲ့ချီပြီးထိခိုက်နစ်နာသွားနိုင်တာကိုသတိထားဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်းဒီလိုကိစ္စရက်တွေကိုအထူးသတိထားမိဖို့လိုပါတယ်เนาะတကယ်လို့မဟုတ်ရင်ပိုပြီးဆိုးရွားတဲ့ပုံရိပ်တွေကျဆင်းသွားနိုင်ပါတယ်လို့ဆိုပြစီအားလုံးကိုကျေးဇူးတင်ပါတယ်